V6 Pro Plus HD HD တော့ကာကြီးကလကားလေးHitachi တွေပုံပါမယ် Zoo တွေ China တွေ Evicos တွေနောက်ခုနကွန်မဆူတွေ Zoo ဆိုရင်6ပင်4ပင်Isuzu ပင်စရှိပင်ပေါ့နော် Cat 9 Volvo 8ပင်တွေဟိုပါတယ် Universal Jammer ပါတယ် Manual ပါမယ်ဒီမှာရှိတဲ့စကန်ကို3ပုံ3လေးပြမယ် Diagnose ဝင်မယ် heavy duty truckမှာဆိုရင် Mitsubishi Online HD တွေ Tata တွေ Fuso တွေနော် Leland တွေ Hino တွေ Yuri Isuzu Evicos တွေပါမယ်နော်နောက် light truck ဆိုရင်ခုနဒီကားတွေကုန်ပါမယ် China truck တွေနော် photo တွေပါမယ် construction တော့ Doosan တွေနော်ခုနကင်းလုံးတွေခုနကိုဘတွေပါမယ် agriculture ဆိုရင် John Deere case တွေပါမယ် Indian ဆို Camel Boss Weichai Yuchai HI ဒီ Doosan တွေကုန် parking တွေကုန်ပါမယ် ECU ဆိုရင်ဒီ ABS Force Origin Bandit Webco Delphi Denso Asian အစရှိတဲ့အကုန်လုံး ZF တွေအစပါမယ် passenger ကားဆိုရင်ဒီလိုကြည့်မယ်ဒီက Euro Asia series တွေပါမယ် Mega series ပါမယ် China series ပါမယ် Australia off function ဒီကနေသွားလို့ရတယ် OBD 2နဲ့ HOBD သွားမယ် off function စီမှာ key program တွေ language တွေ Y reset တွေ pan reset တွေဟိုပါပါလိမ့်မယ်